ဒီခန်းကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်နော်ဒီခန်းမှာဆိုရင်ကျွန်တော်တို့ကပုံမှန်တိုင်းကတော့ကျွန်တော် singular noun ကနေမှ singular noun plural noun ပြောင်းလိုက်တယ်ပေါ့နော် singular noun plural noun ပြောင်းလိုက်တယ်ဆိုရင်တော့အများကြီးဖြစ်သွားမယ်s တွေပေါင်းတာရှိတယ်နောက်တရ a n o u တွေကိုပြောင်းလိုက်တာရှိတယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ကplural noun ရှေ့မှာပေါ့နော် a pair of ကိုကျွန်တော်ကထည့်လိုက်ပြီဆိုရင်ကျွန်တော် singular noun ဖြစ်သွားတယ် singular noun ဖြစ်သွားတယ်ဆိုတာဥပမာဘယ်လိုဟာမျိုးလဲဆိုတော့ပထမ plural noun ဆိုတာဥပမာကျွန်တော်မျက်မှန်ပေါ့မျက်မှန်လို့ဟာမျိုးဆိုမျက်မှန်တစ်ဖက်တည်းကြည့်လို့ရမှာမဟုတ်ဘူးအဝိုင်းကနှစ်ဝိုင်းပါတယ်နော်အဝိုင်းနှစ်ဝိုင်းပါတယ်ဆိုကျွန်တော်တို့ဒီသူ့ကိုကျွန်တော်တစ်စုံလို့ပြောရမယ်ဖက်နဲ့ဆိုလဲကျွန်တော်တစ်ဖက်တည်းစီးလို့မရဘူးနှစ်ဖက်အဲ့ဒါဆိုရင်တရံလို့ပြောရမယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က a pair of ကိုထည့်ပြီးနေရဖြစ်နော် plural noun ရှေ့မှာ a pair of ကိုထည့်ပြီးနေရဖြစ် singular noun ဖြစ်သွားတယ်အဲ့ဒါဆိုဒီမှာကြည့်မယ်နော် number 1ဆိုရင် a pair of glasses မျက်မှန်တစ်လက်နော်နောက် number 2 trouser ဒါဆိုရင်ဘောင်းမီရှိဘူးနော်အဲ့ဆိုရင်ကျွန်တော်တို့က a pair of trousers o u s e r s trousers number 3ဒီမှာဆိုရင် shoe ဖက်ဆိုလဲကျွန်တော်တို့ကဒီတိုင်းပဲ shoe ဖက်တရံဖြစ်ရအောင်နော်တစ်ဖက်တည်းဖြစ်လို့မရဘူးa pair of shoe ဖက်တရံ s h o e s shoes အဲ့တော့ဒီမှာအများကြီးနေနော်အများကြီးနေဒါရှိရနေရောကျွန်တော်တို့ဒါထည့်လိုက်တာ number 4 shade ဆိုလဲကျွန်တော်တို့ကတစ်စုံပေါ့နော်တစ်ဖက်တည်းဟို a pair of socks နောက်က number 5ဆိုရင်ကျွန်တော်တို့က gloves လက်အိတ်နော်ဒီမှာဆိုလဲ a pair of gloves နောက်က number 6ဆိုရင် scissors a pair of scissors အဲ့ဆိုရင်ကကြီးတစ်လက်နော်နောက်ကဒီမှာကျွန်တော်တို့အခုဆိုရင် belly ကားတို့ပါဆိုဇုံတွဲကားတာမျိုးရှိတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က a pair of dancers အကဇုံတွဲနော်ကျွန်တော်တို့စီမှာဆိုနှစ်ပါးသွားပေါ့နော် a pair of dancer နော်ဟောဒါမျိုးကျွန်တော်တို့က a pair of ကိုကျွန်တော်တို့ noun တွေဒီ plural noun တွေရဲ့ရှေ့မှာထည့်လိုက်ပြီဆိုရင်သူကတစ်ခုဆိုရင် singular noun ပုံစံဖြစ်သွားတယ်နော်အဲ့ဒါမျိုးကိုကျွန်တော်ပြောဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ noun ခန်းက singular number နဲ့ plural number ပြောင်းတဲ့အခန်းဒီမှာကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်အဲ့တော့နောက်လာမဲ့အခန်းမှာကြာရင်ကျွန်တော်တို့ countable noun နဲ့ uncountable noun ဆိုပြီးတော့လာမှာဖြစ်ပါတယ် countable noun uncountable noun တွေဒီကျွန်တော်တို့ဒီရေတွက်လို့ရတာနဲ့ရေတွက်လို့မရတာနဲ့ဒီလိုမျိုး noun တွေကိုကျွန်တော်တို့ခွဲခြားမှာဖြစ်ပါတယ်အဲ့ဒီ noun တွေရှိမှ a ထည့်လို့ရလား an ထည့်လို့ရလားစသည်ဖြစ်ပေါ့နော်ဒီကိန်းရေတွက်တွေကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်